န်စပြီးတော့ကိုယ့်ရဲ့စီးပွားရေးကိုတိုးတက်ခြင်းနဲ့ဝင်ငွေတွေပို့ပြီးတော့ဝင်ကျင်နေစီကိုပြောင်းကောင်းခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီတစ်ချက်ကိုနေ့တိုင်းတစ်နေ့တစ်ခေါက်ရွေးုံနဲ့သိကြရဲကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုင်ငန်းတွေအစီအစဉ်ကိုယ့်ရဲ့ဝင်ငွေတွေတိုးတက်လာမှဆိုတာသိကြရဲရင်တော့ကမြတ်ဒီတန်းကိုမသိကြမှာဆိုလို့ရှိရင်မြတ်တို့ဈေးလေဈေးရောင်းလည်းရမကောင်းဈေးရောင်းလို့ဆိုရင်တော့မြတ်ကမြတ်တို့ညီမတင်းနေပေါ့ညီမနဲ့အတူတူမြတ်တို့ကြောင်းမှုတ်စီရမှာဈေးရောင်းတယ်ပေါ့နော်အဲ့တော့တူတူရောင်းတဲ့အခါမှာသူရောင်းတဲ့နေ့ဆိုဈေးတအားရှောင်းရတယ်ကျောင်းသားတွေကဝယ်ကြရမုတ်တွေအကုန်စားတယ်မုတ်တွေဝယ်ကျောင်းသားအများကြီးလာဝယ်ကြတယ်ခါလေသူမအားလို့ကိုဝင်ရောက်နေနေဆိုအဲ့နဲ့မုံမရအောင်ဒါလည်းပဲမောင်းဝယ်စားလေကျောင်းသားတွေကတယောက်ယောက်ပဲလာစားရအများကြီးလာသူမုံရောင်းရတဲ့နေ့ဆိုအများကြီးကျောင်းသားအများကြီးလာစားကြရဲကိုမုံရောင်းတဲ့နေ့ဆိုရင်တော့ကျောင်းသားအများကြီးမလောက်တယောက်ယောက်ပဲဝယ်လဲတယောက်ယောက်ပဲဝယ်ကြအများကြီးမဝယ်ဘူးဒါအဲ့တော့ကိုတိတ်ပြီးတော့သတိမထားခဲ့ပြီပေါ့နော်ဒီတိုင်းပဲအပေါ်ရန်လေးပဲကျောင်းသားဒီနေ့တိတ်မစားကြဘူးကွာအဲ့လောက်ပဲဒါပေမဲ့နောက်ပိုင်းမှာနောက်ပိုင်းမှာကြတော့မြတ်တိုးနဲ့ညနေညမှာနဲ့စကားပြမြင်နေမှာသူကြောင်းရအောင်ပေါ့နော်အဲ့ဒါနဲ့ဒီနေ့ကိုဗစ်ကာလမှာဒီကိုဗစ်ကာလမှာမြတ်တို့ကြောင်းနေလဲပိတ်တော့အိမ်ပြန်လာတဲ့အချိန်မှာဒီမြက်ရဲ့ညီမလေးရရင်တော့သူကမြတ်တို့စကားပြောနေဆက်နေနေစကားပြောနေတယ်ပေါ့နော်ဒီကိုတော်ကိုချအကြောင်းလိုမြတ်ပြောမိသွားပါတော့ဘောနော်ကိုချအကြောင်းလည်းအရင်တုန်းကလည်းပဲမြက်ကဒီအိမ်မှာပတ်ထန်းနေပြန်ကောင်းတဲ့ဆရာတော်ပြရဲ့ဘောနော်ကိုချကြီးကိုဈေးအောင်ပေါက်နေမှာဖြစ်နေပြီဒါပေမဲ့အဲ့ဒါကိုတိတ်ပြီးတော့အယုံအကြည်မရှိဘူးပေါ့နော်ဒီတိုင်းပဲလန်ကရှန်ကပဲဖွင့်နေနားထောင်နေဘောနော်ကိုချဖွင့်အိမ်မှာဖွင့်နေဆိုရင်နားထောင်လိုက်တယ်အဲ့ဖွင့်ဈေးအောင်ကောင်းတယ်အော်အင်းဒီလောက်ပဲအဲ့ကိုအရင်အလေးနဲ့မရှိခဲ့ဘောနော်အပေါ်ရန်လောက်ပဲဒါပေမဲ့ညီမလေးကပြပြအခါမှာဘုန်းတော်ကိုချယူရွလို့ရှင်ဈေးရကောင်းတဲ့ဖိုင်ကပြောခါမှာဟုတ်လားပေါ့ဟောသူအဲ့ခါကျမှမြတ်ပြစဉ်းစားမိအောင်သူအဲ့အကြောင်းရှိမယ်လို့သူမုံရောင်းနေနေဆိုလို့ကျမရဲ့အများကြီးလာဝယ်ကြရပေါ့။ရောင်းနေနေဆိုလို့ရှိရင်ကျမရဲ့ရလို့အများကြီးလို့မုံလဲလာမစားကြဘူးပေါ့။ဒီကောင်းကောင်းကိုချရွတ်လို့သူရောင်းနေနေဆိုဈေးများများရောင်းကောင်းတာဖြစ်နေလို့မြတ်ကစဉ်းစားပြီးပြောကောင်းကောင်းကိုချကိုမြက်ညီမလေးကိုတင်မိခိုင်းတယ်မှာသူကလည်းအမြက်ညနေပိုင်းလမ်းရှောင်ရင်းနဲ့သူရှိရတိုင်းမြက်ကနောက်ကလိုက်ဆိုရင်းနဲ့မြက်လည်းအလွတ်ရသွားမှာအဲ့နောက်ပိုင်းမှာကိုကကောင်းကောင်းကိုချမြက်ငယ်တင်းတစ်ခါရတဲ့အခါမှာကိုလုံးချင်တဲ့ကိုရဲ့ကိုမူဂျိုအကြောင်းနဲ့ကိုဖွင့်နိုင်တယ်ကိုလုံးချင်တဲ့ကိုရဲ့အိမ်မက်တွေကကိုလက်တစ်အကောင့်နဲ့ဖွင့်နိုင်တယ်ကိုရဲ့စီးပွားရေးလည်းပို့ပြီးတော့အဆင်ပြေလာတယ်အဲ့အခါကျတော့အခုဒီဗီဒီယိုကြည့်နေတဲ့သူလည်းပဲစီးပွားရေးတိုးတက်ချင်တဲ့ဝင်ငွေတိုးတက်ချင်တဲ့ဆိုရင်ဘုံတော်ကိုချောင်းကိုတနေ့တစ်ခါပုံမှန်ရုပ်ပါတင်မြင့်ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်